မွေးချနေပါလျက်နဲ့ဘာလို့မချမ်းသာသေးတာလဲကျွန်တော်တို့ပတ်ဝန်းကျင်မှာနေတိုင်းအလုပ်ကြိုးစားနေပေမဲ့စီးပွားမတက်တဲ့သူတွေအများကြီးရှိနေပါတယ်ကံမကောင်းလို့ဆိုပြီးတော့အလွယ်ပြောလို့ရတယ်ဆိုပေမဲ့တကယ်တမ်းဒါတွေဟာကျွန်တော်တို့ရဲ့အတွေးခေါ်နဲ့အလေးကျင့်တွေကြောင့်ဖြစ်ဖို့များပါတယ်ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကိုအချက်၅ချက်နဲ့ရှင်းထိုးကြည့်အောင်နံပါတ်1ဝင်ငွေနဲ့ချမ်းသာမှုကိုမှားယွင်းစွာနားလည်ခြင်းလူတော်တော်များများကဝင်ငွေများလာရင်ချမ်းသာပြီလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတင်ဘလောက်ချနိုင်လဲဆိုတာထက်ဘလောက်ကျန်လဲဆိုတာကပိုအရေးကြီးပါတယ်ဥပမာလူနှစ်ယောက်ရှိတယ်ဆိုပါစို့မောင်ကလစာ10တိန်းရပြီး9တိန်းခွဲကိုပြန်တုံးတယ်မောင်ခကလစာ9တိန်းပဲရပေမဲ့3တိန်းပဲတုံးတယ်ဒီမှာမောင်ကဝင်ငွေများပေမဲ့တကယ်တမ်းချမ်းသာဖို့လမ်းကြောင်းပေါ်ရောက်နေတာကမောင်ခပဲဖြစ်ပါတယ်ဝင်ငွေနောက်ကိုပဲလိုက်ပြီးထွက်ငွေကိုမထိန်ချုပ်နိုင်ရင်ရေပေါက်ရှိတဲ့အိုးတဲ့ရေလောင်းနေရတယ်လို့ပါပဲနံပါတ်2လိုချင်တာနဲ့လိုအပ်တာကိုမခွဲခြားနိုင်ခြင်းယခုခေတ်မှာကြော်ညာတွေဆိုရှယ်မီဒီယာတွေကြောင့်ကျွန်တော်တို့ဟာတကယ်မလိုအပ်တဲ့အရာတွေကိုလိုချင်စိတ်တွေများလာပါတယ်သူများမှာ iPhone နောက်ဆုံးပေါ်ရှိလို့ကိုယ်လည်းကင်ကျင်တယ်သူများတွေကပေးဆိုင်မှာတပ်ပုံတွေရိုက်လို့ကိုယ်လည်းလိုက်စားကျင်တယ်ကျွန်တော်တို့တွေဟာဝင်ဝင်တိုးလာတဲ့အမျှလိုချင်တာတွေတုံးချင်တာတွေကလည်းလိုက်တိုးလာတဲ့အတွက်ဘယ်တော့မှပိုချင်မလာတော့ပါနံပါတ်3အချိန်ကိုမွေနဲ့ပဲလဲလှယ်နေခြင်းချမ်းသာတဲ့သူတွေနဲ့ဆင်းရဲတဲ့သူတွေအဓိကကွာခြားချက်ကပိုင်ဆိုင်မှုပါဆင်းရဲတဲ့သူကအချိန်ပေးမှငွေရပါတယ်တင်အလုံးမလုံးနိုင်တဲ့နေ့မှာဝင်ငွေကရက်သွားမယ်ဆိုရင်တော့တင်ဟာချမ်းသာဖို့အလန့်ဝေးနေပါသေးတယ်ငွေကိုကိုယ့်အတွက်အလုပ်ပြန်ခိုင်းတဲ့စနစ်ကိုမတိဆောက်နိုင်တဲ့၍ကျွန်တော်တို့ဟာအလုပ်ရဲ့ကြီးကျုံဖြစ်နေအောင်ပါနံပါတ်4တန်ဖိုးကိုမဖန်တီးနိုင်ခြင်းလောကကြီးကတင့်ကိုအလုပ်ကြိုးစားလို့ပတ်သက်ပေးတာမဟုတ်ပါဘူးတင်ကလောကကြီးအတွက်ဘလောက်တန်ဖိုးရှိတာကိုလုပ်ပေးနိုင်လဲဆိုတာပေါ်မှာပဲပတ်သက်ပေးတာပါဥပမာလမ်းဘေးမှာတနေ့ကုန်ပုံစံလူတဲ့အိတ်တွေရွှေ့နေတဲ့သူထက်လူပေါင်းတန်းနဲ့ရှိအတုံးဝင်မဲ့စော်ဝဲတစ်ခုကိုဖန်တီးလိုက်တဲ့သူကပိုချမ်းသာလာမှာပါဘာလို့လဲဆိုတော့သူဖန်တီးလိုက်တဲ့တန်ဖိုးကပိုကြီးမားလို့ပါနံပါတ်5ရှီတိုတာယာမှုဒီနေ့ရတဲ့ပတ်စံကိုဒီနေ့ပဲပြောပြလိုက်တာဟာအနာဂတ်ကကိုယ့်ရဲ့ချမ်းသာမှုကိုခိုးယူနေတာနဲ့အတူတူပါပဲချမ်းသာတဲ့သူတွေဟာအခုချက်ချင်းစားခြင်းနဲ့မျိုးစေ့ကိုမစားပဲမြေကြီးတဲ့စိုက်ပျိုးပြီးအပင်ဖြစ်အောင်စောင့်နိုင်သူတွေပါချိုးချင်ချွေတာချင်းဆိုတာဆင်းရဲတာမဟုတ်ပါဘူးအနာဂတ်အတွက်အင်အားစုဆောင်းတာပါညီကုန်းချုပ်တင်ကန်းစာကတော့ချမ်းသာခြင်းဆိုတာကံတရားတက်တက်မဟုတ်ပဲရွေးချယ်မှုတက်တက်ပါကျွန်တော်တို့ဟာမွေနောက်ကိုပဲလိုက်နေမလားဒါမှမဟုတ်ရင်ဝင်လာတဲ့လမ်းကြောင်းတွေကိုစနစ်တကျတည်ဆောက်မလားဆိုတာကကိုယ့်အပေါ်မှာပဲမူတည်ပါတယ်